ဟုတ်ကဲ့မင်္ဂလာပါဒါကတော့နံပါတ်2ပေါ့နော်နံပါတ်2ဖြစ်ပါတယ်အဲ့တော့အသက်ဘဝလမ်းဒီဗဒန်အားကောင်းတယ်ပေါ့နော်ထေရှားပြတ်သားပြီးတော့ရှည်လျားအားကောင်းတဲ့အသက်ဘဝလမ်းရှိတဲ့အတွက်အန်ရီကင်းမယ်အသက်ရှည်မယ်အသက်ဘဝလမ်းရဲ့အသက်ကြီးပိုင်းကာလမှာနည်းနည်းလေးပုံစံအားနည်းချက်ရှိနေတဲ့အတွက်အသက်ကြီးပိုင်းမှာဘဝနဲ့ကျမ်းမာရေးဆိုင်ရာမတည်ငြိမ်မှုတွေဖြစ်စေတယ်ညံလန်းကြောင်းအင်မတန်ကောင်းတယ်လူတော်တယ်ထက်မြက်တယ်အခက်အခဲများအောင်မြင်သွားကြော်ဖြတ်နိုင်မယ်ပေါ့နော်လူထက်မြက်တဲ့တော်တဲ့အတွက်ဘဝကိုအောင်မြင်စေတယ်နောက်နှလုံးသားလမ်းလည်းကောင်းတယ်စိတ်ကောင်းနှလုံးကောင်းရှိတယ်ဒီမှာအဆက်လေးတွေရှိနေတယ်တန်ရုံးတွေတော်ကားတွေကြုံရတတ်တယ်ပေါ့နော်လက်မနည်းနည်းလေးအားနေတဲ့အတွက်စိတ်ပိုင်းဆိုင်ရာအရာနည်းနည်းအားနေချက်ရှိတယ်စိတ်ထိခိုက်ခံစားလွယ်တယ်ကျင်နာသနာတတ်တယ်ပေါ့တော့ဒါကတော့ကန်လန်းလို့ခေါ်တဲ့ငွေလန်းပေါ့နော်ကန်လန်းလို့ခေါ်တဲ့ငွေလန်းဖြစ်ပါတယ်ငွေလန်းလူတိုင်းရဲ့လက်မှာမပါတတ်ဘူးကန်လန်းလို့ခေါ်တဲ့ငွေလန်းပါနေတဲ့အတွက်လက္ခဏာရှင်ဟာငွေចេတနာဥစ္စာရှာဖွေရလွယ်ကူတဲ့သဘောရှိတယ်သို့တော့အားနေချက်ရှိနေတယ်ဘယ်လိုအားနေချက်လဲကန်လန်းလို့ခေါ်တဲ့ငွေလန်းဒီသူကဒီကနေလာတယ်ငယ်စဉ်ကာလပေါ့နော်တက်ကြီးပိုင်းကိုသူကဒီလိုတက်လာတဲ့သဘောရှိတယ်တို့ပေမဲ့လက္ခဏာရှင်မှာသူကဒီနေရာမှာအလဲကောင်လေးမှာသူကပေါ့နော်ကွက်ပြီးတော့ကန်လန်းလို့ခေါ်တဲ့ငွေလန်းဟာရှိနေတယ်ဒါကဘာလဲဆိုခံမှန်းအသက်30 35ပတ်ဝန်းကျင်မှာပေါ့နော်နည်းနည်းအဆင်ပြေကန်ကောင်းခဲ့တဲ့ကာလတစ်ခုရှိတယ်တက်လက်ပိုင်းကာလလို့ပြောရင်မှန်တာပေါ့တက်လက်ပိုင်းကာလကမှထူးခြားတဲ့အဆင်ပြေကန်ကောင်းမှုတစ်ခုရှိခဲ့တယ်ပြီးသွားတဲ့အခါမှာကန်လန်းရဲ့အပေါ်မှာအဖြစ်မြင့်ဖြတ်တောက်ခြင်းတဲ့ဒီနေရာမှာကျွန်း4000ခွက်လို့ဘာလို့ရှုပ်ထွေးတယ်ပေါ့နော်ဒီရှုပ်ထွေးတဲ့ဥပ္ပမြင့်တွေဖြတ်နေတဲ့အတွက်အဲဒီတက်လက်ပိုင်းကာလမှာပဲကာယကံရှင်ရဲ့35 36 35ပတ်ဝန်းကျင်မှာပဲမကောင်းတဲ့ပေါ့နော်ကံကြမ္မာတွေကျမ်းမာရေးလူမှုရေးစီးပွားရေးကံကြမ္မာနေမမှုတွေကြာရောက်ခဲ့တာတက်လက်ပိုင်းကာလမှာရှိခဲ့တယ်ဒါကိုပြတယ်ပေါ့နော်နောက်အင်္ဂါဂျိုကုံလို့ခေါ်တဲ့ဒီနေရာပေါ့နော်ဒါကံကြမ္မာခံတဲ့ဒေသအင်္ဂါဂျိုကုံကနည်းနည်းလေးဒီနေရာမှာနှိမ့်နေတဲ့သဘောလေးရှိတယ်ဒီနေရာမှာဒီလိုရှုပ်ရှက်ခတ်တဲ့အဖြစ်မြင်လေးတွေရှိနေတဲ့အတွက်လက္ခဏာရှင်ရဲ့တသက်တာဘဝမှာဘဝလွယ်လွယ်ကူကူမအောင်မြင်တတ်ဘူးမကြာခဏအခက်အခဲလေးတွေကြုံတတ်တယ်စူးစမ်းနေရတဲ့သဘောရှိတယ်ပေါ့ဒါကတော့အပိုလိုလိုင်းလို့ခေါ်တယ်ဒီကောင်ကအရန်ကောင်းတယ်ပေါ့နော်ဒါတနည်းကုန်တွေလက်ချောင်းလို့ခေါ်တယ်တနည်းကုန်တွေဆိုတာသရစ္စာနေမင်းအင်္ဂလိပ်လက္ခဏာကျမ်းတွေမှာအောင်မြင်ကံကောင်းမှုကိုပေးတဲ့ဒီနတ်ဖျားပေါ့အပိုလိုနတ်ဖျားပေါ့နော်နတ်ဖျားရဲ့နေရာဒီနေရာလက်သက်ကျွယ်လက်ချောင်းလက်ချောင်းတွေအားလုံးထဲမှာသူကတထေးလို့အဓိပ္ပာယ်ရတယ်ပေါ့တကြွယ်ဆိုတာတထေးယတနာတွေပါတွေဝတ်တယ်ပေါ့နော်ကံကောင်းခြင်းများရဲ့နေရာမှာနှလုံးသားလမ်းအပေါ်ကိုတက်တယ်ဒီမှာထူးခြားတဲ့မြင်းတွေရှိနေတယ်ဒါလက္ခဏာရှင်ကစိတ်ကောင်းနှလုံးကောင်းရှိတာကိုပြတယ်သူကစိတ်ကောင်းနှလုံးကောင်းရှိတယ်ချစ်သူခင်သူတန်ရုံးတင်ထားတဲ့လူတွေရဲ့ကောင်းကျိုးပေါ့နော်မိဘမိသားစုတွေရဲ့ကောင်းကျိုးခံစားရမယ်ချစ်သူတွေရဲ့ကုညီဆောင်ရှောက်မှုရရှိမယ်နောက်50အထက်တက်ကြီးပိုင်းမှာကံကောင်းစေတယ်ငွေကြေးတနာဥစ္စာရှာဖွေရလွယ်ကူစေတယ်စင်ရဲကင်းစေတယ်အိုဇာတာကောင်းစေတယ်ပေါ့နော်နောက်တစ်ခုကဒါလည်းတက်ကြီးပိုင်းဒါတော့ငယ်စဉ်ကာလလက်ကောက်ဝဲအောက်ပိုင်းကဒါကတော့တက်လက်ပိုင်းမှာထူးခြားဖြစ်စဉ်တွေဖြစ်တယ်ပေါ့နော်လျှက်ပြကံကောင်းခဲ့တာတွေလည်းရှိတယ်အစင်မပြေမှုပြန်ပြီးတော့ကြာဆုံးသွားတာတွေလည်းရှိတယ်ဒါအပေါ်ပိုင်းကတက်ကြီးပိုင်းမှာအောင်မြင်လန်းရှိတယ်ဒီပေါ်ကိုတက်နေတယ်စိတ်ကောင်းနှလုံးကောင်းရှိခြင်းနဲ့အိုဇာတာကောင်းခြင်းတက်ကြီးပိုင်းမှာဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဘဝကတော့ဟိုဒီအခက်အခဲတွေကြော်ဖြတ်နိုင်ပြီးတော့အရန်ဒုက္ခရောက်တာမျိုးမဖြစ်ဘူးတာတာရပဲရှိနေမှာပေါ့နှလုံးသားလမ်းတွေဆက်တက်တဲ့ဒီလိုမြင်းတွေလည်းရှိနေတယ်အပေါ်မှာတက်ကြီးပိုင်းမှာဆိုးဆိုးဝါးမရှိဘူးဒါဘက်ကဘာဘယ်လဲပြတယ်အတိတ်ကံပြတယ်ဘယ်လက္ခဏာပေါ့နော်ဒါပေမဲ့လက်ဝါးပြင်မှာဒီနေရာမှာဒါဂျိုးကုံတွေလို့ခေါ်တယ်ရေးကြီးတယ်ဂျိုးကုံတွေနည်းနည်းလေးမာနေတဲ့သဘောရှိတယ်ပေါ့နော်ဂျိုးကုံတွေကနည်းနည်းတင်းလေးဆိုလိုချင်တာပြေးမောင်းဖောင်းလေးတွေလည်းမရှိဘဲနဲ့နည်းနည်းမာနေတဲ့အတွက်လက္ခဏာရှင်ကအမြဲတမ်းလှုပ်ရှားကြိုးစားနေရတယ်ဘဝမှာဇိမ်နဲ့မနေရဘူးပေါ့နော်နောက်ပတ်စံတွေပါမတင်ဘူးငွေကြေးလက်လာပါရတဲ့အခါမှာလည်းဟိုအကြောင်းမျိုးတော့ထွက်သွားတတ်တယ်ပတ်စံတွေပါရန်တမျောတယ်ကစီနေတဲ့လူလည်းမဟုတ်ဘူးပေါ့နော်ပတ်စံကိုလိုအပ်ချက်တစ်ခုအနေနဲ့ရှာတယ်ဒါပေမဲ့ဝယ်မချမ်းပဲသုံးမယ်ဆွဲမယ်ပေါ့နော်ငွေကြေးအဲ့ဒီပိုင်းတွေရှိတယ်ဒါဗုဒ္ဓလက်ချောင်းလို့ခေါ်တယ်ကျွမ်းကျင်လိမ္မာမှုဒီကောင်လည်းကောင်းတယ်ပေါ့နော်တနင်္ဂနွေလက်ချောင်းလည်းကောင်းတယ်စနေလက်ချောင်းကံကြမ္မာကြာသာပတိကောင်းတယ်အားလုံးကောင်းတယ်ပေါ့ကိုယ်သွေးပိုင်းမှာတော်ပြီးထက်မြက်တဲ့လူတယောက်ဒါပေမဲ့ကံလန်းကြောင်းအားနေတဲ့အတွက်စူးစမ်းသလောက်မအောင်မြင်ဘူးပေါ့နော်ဘဝကံသိမ့်မလိုက်ဘူးပေါ့အဲ့ဒီသဘောရှိတယ်အခက်အခဲတွေကြော်ဖြတ်ပြီးတော့ဒီရဲ့ရုပ်ပိုင်းစိတ်ပိုင်းလုံလောက်ပရိယတွေနဲ့ရှင်သန်နေရတယ်နောက်ရန်ကျင်နာသနာပြီးတော့စိတ်သဘောနူးညံ့တဲ့သဘောရှိတဲ့အတွက်အခက်အခဲတွေကိုတောကတဲ့တွေကိုမခံနိုင်ဘူးသူကနှလုံးသားနူးညံ့တဲ့သဘောရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ဘယ်ပဲလက္ခဏာပေါ့နော်ကျွန်တော်ညာဘက်လက္ခဏာထပ်ပြီးတော့ရှင်းပြပေးပါမယ်